မိုင်ဆုံးခမင်္ဂလာပါနော်နမူနာဒေတာ channel မှာပြန်လည်ကြိုဆိုလိုက်ပါရရှင်ကလေးတွေကိုပျော်ရွှင်စွာကပြမယ်ကိုအားလားကိုချစ်တဲ့လူရှိလားဟဲကာတွန်းလေးတွေနဲ့တရိတ်ဆန်တွေကိုအမျော်ကင့်ကနေကြည့်တဲ့ feeling ဒါလေးကတော့ကွမ်ကျုံ safari အတွေ့အကြုံလေးဖြစ်ပါတယ်ရှင်ဗီဒီယိုလေးကိုဆက်ပြီးကြည့်လိုက်ကြရအောင်နော်မိုမိုလေးရေမင်းသက်သွားစေတဲ့အကလေးပါ white color nice.没进来，下来怎么样？去探访，较好的保存了生物多样性。在乘坐缆车84783333，来自全球各地的珍稀野生动物们纷纷在空中偶遇我们的大熊猫，看那圆滚滚的身影，是不是很可爱呢？我红肉的白脸鬼开始扮演，现在他们又带着很好的澳洲的习惯性在大象传奇科普大奖中，更喜欢在岩石上自由跳跃。在海滩前进方向的左手边，游客朋友们有没有找到那个圆滚滚的可爱身影？骑路来优雅大方，所以又被称为草原模特。别看他的腿又长又细，力气可是特别的大哦。如果在野外遇到天敌袭击时，可以一脚将其头骨击碎。我们下方看到的缆车洲草原站，在缆車未進入站台時，空中配合 cable car ပေါ်ကနေအမျော်ကင့်ကနေပြီးတော့မှတရိတ်ဆန်တွေကိုကြည့်ရတဲ့ feeling လေးပါရှင်您可以乘坐空中缆車一覽眾土雄姿，也可以乘坐小火車或是駕駛虎的生活。 everywhere 西湖展區整體開樓閣不許取巧，在樹蔭下探討虎生，也可以。ဟဲကြားဖြူလေးထွက်လာတယ်တော့ကြားဖြူကိုအပေါ်ကနေကြည့်ရလို့တော့မကြောက်တာနော်အောက်မှာတာကြည့်ရလို့ရှင်တော့မလေးမတွေ့ရပါဘူးရှင်种群数量约为300头。自建出的14头亚洲象来到长隆之后，世界的亚洲象种群数量多头，因此我园也成为了国内拥有最大亚洲的野生动物园。林里有着美洲大陆上体型最大的鸟类莱雕，因其外观。 ကလေးလေးလေးကိုချစ်လို့ခိုးရိုက်ထားတာဖေမလည်းအမီလေးနဲ့တော့第二大鸟类儿苗，远洋而来，优雅的澳洲珍稀。长隆野生动物世界结合国外保护区的管理经验，于2014驾车游览观赏展区面积动物世界的家园与野生动物里，感受与兽同子的刺激。哎，有一个站起来，但是没打架。好看啊！发售。环境100%还原蛇类原生态栖息环境，而整个蛇园温度、湿度调节系统，给蛇朋友营造了一个舒适的宜居环境。在乘坐缆車期間，請大家注意安全，嚴禁站立起來， Oh, the black 嚴 one. 禁高空拋物， Black swan. 否則造成任何人 From 員 this side go to that side one now. 責任 They 自 they 負。 swim across. So many. 在
fish is so super size there. From underneath. Very big one. 现在位于大家正下方的是美丽的天鹅湖。天鹅湖是天鹅家族和渔业朋友们的天堂。前方坐的是白虎山展区，展示有木萨拉虎、由木萨拉虎、白虎、金虎和雪虎。
直播互动时间，我们的演员会与大家一起舞动起来。来，请介绍我们的。我叫他带着妹妹一起进去跳。是的，我们在前方看到数量如此之多的鸟的朋友，就是火烈鸟。那么火烈鸟呢是高度的社会化动物，主要体现在2个方面。 ကျမကတရိษံနေထဲမှာပန်ဒါကိုချစ်ပြီးရင်ဒုတိယချစ်တဲ့တရိษံကတော့ဒီခိုအားလားလေးဖြစ်ပါတယ်ရှင်ခိုအားလားတွေကပေါ့နော်အရန်ကိုညံရည်မြင့်မာတယ်လို့ခံစားရတယ်ရှင်ဘာလို့လဲဆိုတော့ကျမသူ့နာသွားရိုက်တဲ့အချိန်မှာပေါ့နော်ကျမခံစားရတာကြည့်သူ့ကိုကျမကြည့်နေရသူသိတယ်ဒီလားဗီဒီယိုတွေရိုက်နေဆိုတော့အဲ့ဒါခေါင်းကြီးကိုလှည့်သွားအဲ့လိုမျိုးပေါ့နော်သူသိတယ်ဒီလားအဲ့လိုမျိုးခံစားရတယ်ချစ်လိုက်တာမျက်စိမနှောက်နဲ့နော်ကျမကလေအသေးတွေရပြီးတော့မှအဲ့မှာရိုက်လို့ကိုမပြီးနိုင်မစည်းနိုင်ဖြစ်နေတဲ့ကျမပါရှင်ပျော်နေတာကျမရဲ့ဗီဒီယိုတွေကိုအဆုံးထိစောင့်ကြည့်ပေးလို့ကျေးဇူးပါရှင်နောက်ဗီဒီယိုတွေပဲဆက်သွားအောင်မလဲဆိုတာကိုလည်းစောင့်ကြည့်ပေးပါအောင်ရှင်တတား